BMS ရဲ့ဝင်တာကိုပြပါမယ်နော် password လေးလွယ်လွယ်လေးဒီလိုလေးပေါ်လာလိမ့်မယ်အရင်ဆုံး200မှာက1234ဒါဆိုရင်အထဲဝင်သွားပြီနော်အရင်ရိုးရှင်းလွယ်ဘူးလေခင်ဗျ1234နဲ့မရရင်123456 123456ခုံ8ဒါတွေပဲနော်တော့ကအသေးမှတ်လို့ရတယ်1234 123456 123456ခုံ8နော်ဟုတ်တချို့ကက်ကြီးတွေမှာဆိုရင်တော့123456နဲ့ဝင်ရတယ်ဒီလိုကက်အသေးတွေဆိုရင်တော့1234နဲ့ဝင်ရတယ်ဗျအဲ့မှာအရေးကြီးဆုံးဟာတစ်ခုပြောပြမယ်ကျွန်တော်တို့ကဒီ setting ထဲကိုသွားမယ်ခင်ဗျာနော်သွားပြီးရင်ကိုကတွဲဖို့ဆိုရင်ဒီမှာ level 4ကိုသွားပြောင်းပေးရပါမယ်ဆဲကောက်ဆိုရင်ပေါ့နော် live ဖို့ဆိုရင် lithium ဆိုရင်3ကိုပြောင်းပေးရမှာပါသူကဒီမှာကိုကတွဲဖို့စဉ်းစားတယ်ဒီမှာဆဲကောက်မှာရှစ်လုံးဖြစ်နေတယ်ဆိုရင်လုံးဝသုံးလို့မရပါဘူးเนาะအဲ့ဒါရေးချက်သတိထားရပါမယ်ခင်ဗျာเนาะဒီမှာ password ရိုက်လိုက်မယ် verify password ကဒါဆိုရင်သူရဲ့အထဲ setting က12356ဝင်ကြီးက123ပါခင်ဗျာเนาะဒီမှာဒီကောင်ကိုရွေးမယ် live ဖို့ရွေးလိုက်မယ်เนาะ live ဖို့ရွေးလိုက်မယ်ရွေးလိုက်ရင်သူကဒီမှာ default အနေနဲ့10ဖြစ်သွားပြီ10ဖြစ်သွားပြီဆိုရင်သူက output မထွက်ဘူးခင်ဗျာကျွန်တော်တို့က4ကိုပြန်ပြောင်းပေးရပါမယ်ဆဲကောက်เนาะကိုကဒီမှာ level 4ကိုဘာလို့ရွေးလဲဆိုတော့ကိုယ့်ရဲ့ battery ကတွဲဖို့ဖြစ်နေတဲ့အတွက်4ကိုရွေးရမှာနောက်ပြီးဒီမှာဘာတစ်ချက်ရွေးရမလဲဆိုရင် PM battery capacity ကဘယ်လောက်လဲပေါ့နော်120ဆို120ရွေးရမယ်50ဆို50ရွေးရမယ်ဒါလေးလုံးဝအရေးကြီးရယ်နော်ဟုတ်ကဲ့ပြီးရင် okay လေးလည်းနှိပ်ပေးအောင်နော်ဟုတ်ဒါဆိုရင်အားလုံးအဆင်ပြေသွားပါပြီအဲ့တော့ဒါလေးအကုန်လုံးမှန်မှ digit အုံမယ် balance အုံမယ်နော် balance ကသူတတ်မှတ် body အောက်မရောက်တဲ့အတွက် balance မအုံသေးတာပါခင်ဗျာနော်ဒါဆိုရင် charger okay တယ်output okay တယ် balance ကတော့ off ဖြစ်နေတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါ